fun run ပြေးမှာဖြစ်ပါတယ်ရောက်နေပါ fighting so fun run ကဒီဈေးထဲမှာလည်းကြည့်ရပါတော့ fun run ကဒီကလောဈေးထဲမှာပြေးနေရတာဖြစ်ပါတယ် so မိုက်တယ် so တရားလေးကိုဖြတ်နေဖြစ်ပါတယ်ဒါတော့ငယ်ချင်းတွေဖြစ်ပါတယ်ငယ်ချင်းတွေကလာပြိုင်တာလာအားပေးရဖြစ်ပါတယ်ဒါခေးဒါကလောမှာလာဆုံးကြတာပါရဲတဲ့ချာဆိုဒါ21 km စာတော့ပါတော့တော့ねလာအားပေးရကျဆိုပါ50 finisher so yes fighting so daนี่สาထွက်တော့မှာဖြစ်ပါတယ်ကလောမျိုးရဲ့ရှုခက်မှာဒါ early kilometer အစမှာမြင်ရတဲ့ရှုခက်လေးဖြစ်ပါတယ်ကျေးဇူးတော်မိုက်မနေ့ကအင်္ဂလိပ်ကိုရောက်ရှိလာပါပြီဒါမနေ့ကအင်္ဂလိပ်ပါနောက်ကနေလိုက်လာတဲ့သူကတော့ကိုရင်းတူဖြစ်ပါတယ်ချက်ပွိုင်း1ကိုရောက်ခဲ့ပါပြီstation 1ချက်ပွိုင်းတော့မဟုတ်ဘူး water station ပါဆိုလူတွေအများများတယ်ဒူကတော့ထုံးစံတိုင်းနားနေပြီတော့ရအောင်ဆက်ပြီးဖြစ်ပါတယ်နောက်ကနေ record လုပ်ပြီးဖြစ်တူဖြစ်ပါတယ် station 1 check ခဲ့ပါ station 1 ပြန်လာပြီလမ်းလျှောက်ပါမယ်တပီတော့ဒီလျှောက်ပါမယ်ညာ so ဒီရှုကင်မယ်မနေ့ကရှုကင်ပါတော့ဒါမနေ့ကရှုကင်ကိုနောက်တစ်ခေါက်ပြန်လေရောက်ရှိခဲ့ပါပြီ so ဒါ elevation ကကျွန်တော်ဆိုတော့1000နာတော့ကဲပြီပေါ့နော် so 10 kilometers ကတော့ပြီးသွားပါပြီ so another kilometers to come so let's join us la bebe ai boy tuကတော့နားနေပြီစားလိုက်အောင်ပဲဒီကတော့စားလိုက်လမ်းလျှောက်လိုက်လို့လည်းပါမယ်ခင်ဗျာ Friday อ่ะ3ပါဆိုတော့ဒါဒီကထလေးကိုတက်နေတဲ့ view ပေါ့နော်စပြီးတော့ elevation စပြီးမှတက်တယ်အချိန်တောင်တက်နေရှာထွက်နေတဲ့ဦးကြီးဖြစ်ပါတယ်ဆိုတော့လေနားလေတက်မနာလေတက်ဒီစစ်တက်ဖာရီသူပေးရနာချင်မို့တော့မနာပါဘူးတကယ်ချင်းဆက်ရှောက်ရေးတနေ့ကြရင်ပါโอเคဆိုတော့မနစ်ကဒီနေရာမှာခါနာပြီးတော့တက်ခဲ့တဲ့နေရာပေါ့နော်ဆိုတော့ elevation အမြင့်ဆုံးနေရာဖြစ်ပါတယ်ဖျားရှိရဆိုဒီမှာတကယ်ချင်းနဲ့တစ်ထောက်နားနေရာဖြစ်ပါတယ်ဆိုတော့တပီးစင်းရတော့မင်းကကြောက်တယ်တပီးစင်းရတော့မှာဆိုဒူးကတော့အဆင်မပြေဘူးဖြစ်တယ် so let's fight it go so 18 kilometers ရှိသွားပါပြီ
သူ့ပြန်ပြီးသွားပြီနောက်ဆုံးဆိုတော့ဒါနန်ကင်းပေါ့နန်ကင်းနေဖြစ်ပါတယ်ဆိုတော့တဖြည်းဖြည်းတရွေ့နဲ့ပန်းနိုင်လာတော့ရောက်လာပြီဒူကတော့လေနာနေသေးပေါ့နော်ဆိုတော့နောက်မှလည်း runners အများကြီးလိုက်လာကြပြီဆိုတော့ finish line မှာဆုံကြမယ်ဟုတ်ကဲ့ဆိုတော့ the last station ရောက်နေပါတယ်ဆိုတော့ဒီအစင်းလိုက်ခွဲမှာကျွန်တော်တို့ cut off time လောက်ထားတဲ့အချိန်တော့ဒီအဲ့ချိန်မှာတော့မဝင်လာတဲ့အချိန်ဒီ number တွေထုတ်တော့နော်ဆိုတော့သူတို့ finish ပြင်မှာဖြစ်လို့ဆိုတော့finish line မှာပဲဆောင်ပြရမှာဖြစ်ပါတယ်ဆိုတော့ fighting cheers ဖေးတိုးချက်နောက်ဆုံး elevation ကိုတက်နေတာဖြစ်ပါတယ်တော်တော်မြင်တာပါနော်ဆိုတော့လေပူလဲပူနေဘူးရှင်လဲတော်တော်လေးပြင်းထန်လာပြီဆိုတော့မနေ့တက်နေရပါတယ် so see you at the finish line bye bye so the last elevation ပေါ့ခုနကတော့ဒီတောင်ကြီးတွေဖတ်ခဲ့ရတာပါတယ် see you at the finish line ဆိုတော့ကျွန်တော်ဒီအပြေးသမားတွေရဲ့ဒုက္ခဘယ်လောက်ထိဆိုးလဲဆိုဒီမှာပဲကြည့်ရတာကုန်းစင်းနေမှာကျွန်တော်ဒူးတန်ရတဲ့သူတွေဆိုရင်အဲ့လိုနောက်ပြန်နေဆင်းရတာပေါ့နော်ဆိုတော့ ID ဒါတော့ရှိစင်းနေသူပါဒါတော့အရင်ရွားရတယ်သူဆိုတော့ ID band ရတော့တဲ့အချိန်ဆိုဒီဒူးရဲ့ဖေးနာပေါ့နော်ဒီဒူးဖေးနာကဘလို့မှအစင်းမှလုံးဝမရဘူးဆိုတော့နော်ဒုက္ခပေးရတယ်ခင်ဗျာကဲထိတ်ဆုံးတော့ရောက်ပြီဝါကြီးလို့လာပြီ6